အဲ့နဲ့နေလို့ရက်ွက်ထဲမှာငါဟိုတလောကစံနေစီတွေဝေတဲ့တန်းအဲ့ငါစံဝေတဲ့အဲ့ဒီအိမ်ကအခုခရစ်ယာန်နဲ့ဝင်တော့မှာပေါ့လားခရစ်ယာန်နဲ့ဝင်တော့မှာခရစ်ယာန်တွေကရက်ကွက်ထဲကိုလာပြီးတော့သူကဘာတော့စီးရုံတာပေါ့အေးဟိုပါပေါ့ဟိုပထမတစ်ခေါက်ကတော့အဲ့လိုမုတ်တွေပါနေပေးတယ်လာလို့ရှိရင်တော့ခောက်ဆွဲကြော်တွေပါနေလည်းကျွေးတယ်မုတ်တွေလည်းပေးတယ်ဒီနောက်ဆုံးတစ်ခေါက်ကကျတော့ကြက်ဥရယ်ဟုတ်ပါကြက်ဥရယ်ဆန်ရယ်ခောက်ဆွဲကြောက်ရယ်ဆက်ပြမုတ်ရယ်အဲ့ဒါတွေပေးတာပေးပြီးတော့သူစီယုံသိမ့်သွင်းတာပေါ့စီယုံသူတို့ဘာသာတဲ့ဝင်ဖို့သူတို့ဘာသာတဲ့ဝင်ဖို့သူတို့ဘာသာတဲ့ဝင်ပြီးလို့ရှိရင်သူတို့ကဘယ်လိုပြောတော့ဆိုတော့မကြိုက်ဆုံးချက်ကဘာလို့ဆိုတော့ဟိုပါတဲ့ခုသူတို့တည်သွားပြီဆိုရင်ပေါ့တည်သွားပြီဆိုရင်တဲ့သူတို့လောက်ခက်သမျှဘာလောက်ခက်သမျှအပြစ်တွေအားလုံးပါတဲ့သူတို့ယေရှုဖခင်ရဲ့တဲ့ခြေပေါ်အောက်ကိုရောက်သွားတာတဲ့ရောက်သွားပြီးတော့အပြစ်တွေအကုန်လုံးပါတဲ့သူတို့မခံရတော့သူတို့ကနတ်ပြည်ရောက်မှာတဲ့အဲ့လိုဖြစ်နိုင်အဲ့ဒါသူတို့စရုံနာပေါ့လေဒါသူတို့ဘာသာရေးစီရုံအဲ့ဒါချို့ရတယ်အခုသူတို့ကဘယ်လိုစီရုံတော့ဆိုထောက်တလားတစ်ခါထောက်ပတ်မှာပေါ့အဲ့လိုမျိုးတွေရောပါတယ်ဘယ်လိုထောက်ပတ်မှာတော့မသိဘူးဘာဖြစ်ဆိုလုံစားခြင်းအဲ့နဲ့အရာကငါစံနေစီတယ်ငါမွေးနေငါဝေတဲ့အဲ့နဲ့အရာငါညာဘက်ကြီးလေမနက်ကျန်ဆန်လာယူဆိုပြီးငါပြောတဲ့အိမ်လေအဲ့နဲ့အရာအခုခရစ်ယာန်နဲ့ဝင်တော့မှသူကဖခင်ဒီတနင်္ဂနွေနေ့တည်းဆိုရင်ဖခင်ကြောင့်တက်တာနှစ်ခါရှိဖခင်ကြောင့်ခေါ်သွားတာဟုတ်လားတရားဝင်ရသေးဖခင်ကြောင့်လိုက်သွားအဲ့ဆိုမှတော့90ရာခိုင်နှုန်းငိုသေးကြသွားပြီလေအဲ့ရလာစီရောဘယ်ရဖွဲ့အဲ့ဒါတော့သူကမပြောဘူးစဉ်းစားကြည့်တာပသိန်းကြီးနာရီစင်ကနေဝင်လာရင်ဒီဝကတန်းဆိုတာတော့လူတိုင်းသိနေတာအဲ့လေအဲ့ဝကတန်းကကြည့်လိုက်အိမ်လေးရဲ့ဘူးစုလေးဆိုဆင်းရဲတယ်ဆိုတော့ငါတို့ကစားလူကြတန်းကြပါအဲ့ဒါကိုသူတို့တွေကဆင်းရဲတဲ့အိမ်တွေမြန်မာဥစ္စာဖြစ်ပြီးတော့သူတို့ကအဓိကထားပြီးစီးရုံတာပေါ့ဟာဟုတ်တယ်ဒီတော့နိုင်ငံသိတဲ့အတိုင်းပဲလေတကယ်လုံးစားခြင်းနဲ့မရှိရသူမရှိတကယ်လဲသူကမရှိပါဘူးမပြေလဲသူကြသူတို့စီယုံတိန်နေတာမမောတာပဲကျပါပေါ့ဟုတ်တယ်သူတို့ကြားလို့တဲ့လူကအခုသူကပြောပြီဆိုရင်သူကဘာလို့လို့ဆိုတော့မအေးရဝင်မယ်ဆိုတအိမ်လုံးဝင်ရမှာတမိသားစုလုံးအဲ့လိုလားအဲ့လိုဝင်ရမှာတယောက်ဖက်ဝင်လို့မရဘူးသူတို့အကုန်ပြောပြီးပြီတမန်လေးဝင်ချင်မဝင်အဲ့မနေရပြတ်မယ်ဆိုရင်ဘာသာရေးကိုလေဟိုမတရားသဖြင့်ကိုမဝင်ချင်လဲဆိုအတင်းအဲ့လိုဝင်ခိုင်းတယ်ဆိုတာအဲ့ဒါမတရားဘူးလေအခုဒီတပတ်တနေ့သူတို့ပစ္စည်းယူတိုင်းကိုဝင်ချင်မဝင်ပါလေဝင်ချင်ဘူးလေဒီတပတ်တနေ့ခုနေနေကြလို့ရှိရင်အဲ့ဒါသူတို့မိသားစုလိုက်ခေါ်ပြီးတော့ကလေးတွေပါအကုန်လုံးသူကကဲမိသားစုကတယောက်ပဲဝင်စုံဝင်ပေါ့တကယ်လို့မဝင်ချင်လဲမဝင်ဘူးအဲ့ဘာလို့သူကမဝင်နိုင်တဲ့သူကဘာလို့မှာကဲမဝင်နိုင်ဘာလို့မှာမသိဘူးလေအဲ့သူကတော့ဘာမှမလုံးပေးတော့ဒီဝင်ကြမှာလို့ပြောတာပဲအဲ့နဲ့ရတော့တရင်ထွက်ဒီအိမ်ရောလာသေးရမလားမနေ့တော့လည်းလာတယ်နေအိမ်ရောလာလားသမီးမလာပါဘူးသမီးကလာကြတဲ့နေ့တစ်ခါမှမသွားဘူးကိုကဗုဒ္ဓဘာသာမှာဆိုနေမှာအဲ့ကဘာလဲစိတ်ဝင်လာပါတရားလာဟောတာ၄-၅ခါလောက်ရှိသွားအောင်တစ်ခါမှဘယ်နှခါလောက်ရှိလားဟောနေ6ခါ9ခါလောက်ရှိအဲ့ဒါပဲခက်ကပြည့်ရနေတော့လူတွေကစောက်ဝင်နေရမပြေးလဲအဲ့ဒါတွေကိုသူတို့အသုံးချပြီးတော့အဲ့လိုမျိုးတွေလုပ်ကြတာပဲဟုတ်တယ်ဒုက္ခပဲနော်လူတွေကအခုအတည်းအမျိုးဖလားဗုဒ္ဓဘာသာတွေကများလေတရဏဂုံဘာမှမသိ၅ပါးသီလဘာမှမသိတဲ့လူတွေကများတော့ဟိုသက်ဆန်မရှိမပြေလဲစင်းရဲဒုက္ခတွေရောက်အဲ့ဟာကျတော့အလူအသုံးချခံနေလဲအဲ့ဘာသာတွေဝင်ကြအဲ့လူတွေများတာပဲမတက်နိုင်ဘူးလေဒါတော့ဘယ်လိုပြောမလဲဆိုတော့တို့နိုင်ငံလူတွေကစင်းရဲတာရဲ့ဘာသာရေးအသိနေတာရဲ့ဟိုပညာအသိမရှိတာရဲ့အဲ့လိုမျိုးတွေပေါ့အလူမျိုးတွေများတချို့ကြလဲလုံစားရတဲ့ဆင်းရဲတာရှိတယ်တချို့ကြလဲပြင်းပြီးတော့လုံစားခြင်းလို့ဆင်းရဲတာရဲ့အဲ့လိုတွေများတာပေါ့အဲ့အေးလုံစားရတယ်အများကြီးပါဟုတ်လားတမိသားစုလိုလုံစားခြင်းဘာလို့စားကြလဲပြန်လောက်တာပဲလေပြန်လောက်တာတာမိသားစုလိုလုံအောင်စားခြင်းကြတမက်ကြည့်မလားမူးနေရပဲတမိတွေကလည်းကလေးတမျိုးပြုံမွေးအဲ့တော့ကြမှာတော့ဟိုကဟာတွေကလည်းသိရမလားဟိုမရှိရတကယ်မရှိတဲ့သူတွေဆိုရင်သူတို့ကတကယ်အဲ့လိုမျိုးလူတွေကိုပဲသိသိလို့ရမှာလေလက်လောက်လက်စားဒီလောက်ငန်းလောက်စားနေတဲ့သူတွေကတော့ဘယ်လိုလုပ်သိသိလို့ရမှာတော့ဟုတ်ပြီတပ်ပိတ္တကမှထားပဲနော်တော်တော်ခုကန်ထိုးပဲသူအကြောင်းကြားသူကဘာလို့ဗုဒ္ဓဘာသာအယူရဆိုရင်ဗာလဲတို့ဗုဒ္ဓဘာသာအယူမှာဆိုရင်ပြင်စနိယကံထိုက်တဲ့လူပေါ့နော်ဆိုတာပြင်စဟောဘူးပြင်စနိယကံအမိအဖပေါ့နော်တတ်တဲ့လူတွေကတော့ဒီကဘာမှာပဲငရဲခံရတာလေသူကဒိဋ္ဌိအယူလွဲပြီးမှားတဲ့ဟိုပြောမယ်ဆိုရင်အယူမှားတဲ့အယူဖြစ်သွားတဲ့တေဝိုင်းကဘာပြီးဝိုင်းနောက်တစ်ကဘာပါထပ်ပြီးငရဲခံတာဒုဗုဒ္ဓဘာသာရဲ့အယူအဆအဲ့လိုရှိတယ်ပြင်စနိယကံထိုက်တာကကြတော့ဒီတဘဝပဲသူကငရဲခံရတာဒီကဘာမှာပဲငရဲခံရတာ
ဒိဋ္ဌိအယူမှားပေါ့နော်မှားရင်းသောအယူဆကိုယူရဲဆိုရင်ဒိဋ္ဌိအယူဆကြရင်ဒီကဘာကြီးကပျက်စီးသွားရင်တော့ငရဲကနောင်တကဘာကိုပြောင်းပြီးခံရတယ်ဒါဒိဋ္ဌိအယူဆအဲ့ဒါလူတွေကနားမယ်ကြဘုရားဘာသာဆိုတာလည်းနေရလဲဖះပွင့်မှဘုရားဘာသာဖြစ်ခွင့်ရတယ်သူဖះငါးစုပွင့်နေဆိုရင်ငါးခါပဲဘုရားဘာသာဖြစ်ခွင့်ရမှာကျန်တဲ့ဟာတွေကတို့တွေလည်းတခြားဘာသာတွေမှာလည်းတခြားသောဘဝတွေမှာလည်းဘုရားဘာသာဖြစ်ချင်မှဖြစ်မှာလေဒါဘုရားဘာသာဘဝဆိုတာရခဲ့တဲ့ဘဝတွေသူတို့နားမလည်လို့